ထိုင်းအောင်လာတော့လေမြန်နဲ့အမလေးလေရင်တက်တော့အမျိုးတွေကအားကြလို့ထိုင်းလဲရောက်တော့လောက်ကြတဲ့အလုပ်နဲ့လုံးဝမအဆက်ကိုစမ်းတရောင်းစားမှာကိုယ့်ထက်တာနာသေးတယ်တစ်ချိန်လုံးပေလူညစ်ပတ်ပြီးတော့နေပူပြီးမဲလိုက်တာမှတစ်ဖွဲ့လုံးစုထိုင်နေမဝင်ဘူးမိုးချုံနေပြီမှောင်ကြသွားတာမဲကြလောက်ကတော့ပကံမှာဖျားပူရတယ်လို့ဘယ်ဖျားတကူကြီးမှမသိအကုန်ဆရာလေးကြီးလေတွေ့တဲ့ကောင်ကခေါ်ခိုင်းတာလက်ကုံလို့ပတ်စံထုတ်မယ်ဆိုရင်တော့စီလီခွေးမြောဘယ်ရက်မှမသိဘူးထိုင်းစားတက်တော့မိမကိုပြောခဲ့တာမိမထိုင်းရောက်ရင်မိမကိုရွှေစင်ပေးမယ်ပေါ့ဒီပုံစံအတိုင်းဆိုရင်တော့အိမ်ကမိမလည်းကောက်ရုပ်ကိုပြန်ချီထားရတော့မယ်有人。